ဟာအိုင်ဘီအမှုကတော့နည်းနည်းလာပြီဗျအိုင်ဆေးကိုနေမြောင်ကျုပ်ရဲ့တွေ့ကြုံရပြောရရင်ဒါမြင့်ရာကနေနှိမ့်ရာကိုစီးစင်းလာတဲ့သဘောပဲဗျအဲ့ဒါတော့ခမည်းပြောမှလားအိုင်ဘီရဲ့ကျွန်တော်အနမ်းခံကြည့်ရတဲ့လောက်တော့ဒါရှူးရှူးမဖြစ်နိုင်ဘူးအိုင်ဘီအိုင်ဆေးကိုနေမြောင်ကျုပ်လည်းအဲ့လိုပဲသုံးသပ်တယ်အယောင်ကြည်လင်တယ်ပမာဏများတယ်ဒါကြောင့်ကနဦးအနေနဲ့ရှူးရှူးမဖြစ်နိုင်ဘူးလို့ကျုပ်လည်းသုံးသပ်မိတယ်ဒါမဲ့အိုင်ဘီတန်တရားရှိသူကဘီယာတောက်ထားတာလည်းဖြစ်နိုင်တာပဲနေအောင်ကျွန်တော်အခင်းဖြစ်နေရအောင်တစ်ချက်ပတ်ရှိုးလာအောင်မယ်အမလေးဆိုတော့မှာပဲတော်သေးတာပေါ့အိုင်ဘီအခင်းဖြစ်နေရမှာတော့ဘီယာဘူးကွန်ပါညာတစုံတရာမတွေ့ဘူးဗျအိုင်ဆေးကိုနေမြောင်ကျွန်တော်ရန်တန်းသုံးသပ်နေလို့တော့မရဘူးဗျဟုတ်တယ်အိုင်ဘီဒီမဲ့ဒီစီးစင်းနေတဲ့တက်တေကန်ကြီးတွေကိုကျုပ်တို့ရှာနဲ့တိုးကြည့်ရင်မကောင်းဘူးလားအဲ့ဒါဆိုအဖြစ်ပေါ်ပြီလေဘလို့လဲကိုနေမြောင်အဲ့ဒါဆိုအိုင်ဘီအရင်တို့လိုက်ဩကိုနင်းမြောင်ရဲ့စားပလင်းကိုနင်းမြောင်ဆိုတဲ့အတိုင်းပဲခမရအငံအရသာခံတတ်လို့ကျုပ်ကအရင်တို့ခိုင်းနေတာဗျလောက်ပါတိုးလိုက်ပါဗျယောလာပြီဟေးဦးတဲလေးယောဒီဘက်ကိုကြည့်သွားတယ်ယောလှလိုက်တာကွာမွေးစုပ်ပါလေရင်ကုန်နဲ့ထည့်ထားပြီးအာဝပေးလိုက်ရရင်ပဲပြောကောင်းမလို့ကွာတထေးစာတွေပါတငယ်ချင်းဟာစိတ်ချော့အမလေးတနာကြပါခညာအမလေးနောက်ကခြေထောက်နှစ်ဖက်လုံးမထောက်နိုင်တော့လို့ပါတနာကြပါကောင်းတော့ဘာမှမဘူးခြေထောက်ကအကောင်ကြီးလာ Ready 1 2 3အဲ့ဘယ်လိုလဲမှတ်မိသေးလားမှတ်မိသေးလားငါ့ကိုမှတ်မိလားမရဘူးလို့မရဘူးလို့တကယ်ချင်းမင်းအတိတ်မိသွားပြီငါဖျောင်းနေအောင်မြင်သွားပြီတကယ်ချင်းအောင်မြင်သွားပြီမင်းဒီနေ့ကစပြီးစိတ်သေးလေးကိုမင်းမေ့နိုင်သွားပြီစိတ်သေးလေးဆိုဘာလို့အားလုံးမင်္ဂလာပါနော်မတ်ချမဘလော့ကနေကြိုဆိုလိုက်ပါတယ်မတ်ချမအခုရောက်နေတဲ့ဟိုတယ်ကတော့ကျမတွေအများကြီးအိတ်တန်းလာတက်လေးရှိတဲ့ဟိုတယ်ပဲဖြစ်ပါတယ်ဒီမှာအိတ်တန်းအမျိုးအစားလိုက်အခန်းစင်းနှုံးတွေကတော့မတူဘူးပေါ့နော်ကဲမတ်ချမရဲ့ဘလော့လေးကိုဆက်ကြည့်ပေးပါဦးဟုတ်ကဲ့တကယ်မနဲ့ဆောင်းအောင်လေငါတခင်ရဲ့စားစီရင်တို့ဒီမှာဆွဲလာခဲ့ရတဲ့ဟာစေတနာကြီးလူတိုင်းနဲ့မတန်ဘူးတော့တကယ်အဟုတ်ပဲကိုဘယ်ကဆွဲလာလဲမင်းတကယ်မစားရင်ငါစားမယ်အောင်ဘာကိစ္စကြွေးရမအောင်မင်းအောင်ရင်တော့ဆွဲရတာဟိုနားဆိုင်မှာဆိုင်ဆောင်ရှိဘူးတော့မြင်းတော့ဆွဲတော့တထုပ်နွားတွေအမြန်လမ်းပေါ်တက်ချင်ဘတ်မန်ပါမယ်ဆိုလို့ဘတ်မန်တော့တက်ပြီးသွားပြီပြောမဲ့တာပြောတာဘတ်မန်ပါတော့နောက်ကနေကြော်တက်မဲ့နွားကိုလမ်းကြည့်လို့ရတာပေါ့လူမသားတွေတလမ်းပေါင်း2လမ်းပေါင်းရှိတယ်လို့နွားတွေမှာလဲနွားတစ်ကောင်သွားလမ်းနွား2ကောင်သွားလမ်းနွား3ကောင်သွားလမ်းဆိုပြီးတော့လဲလမ်းဖောက်ပေးတဲ့နဲ့အမေခုမှကြည့်မိတာဘတ်မန်လေးနဲ့ငါပိုချောသွားတယ်ဟာညနေနေရေတောက်ချိန်နေလာပြီညနေနေရေတောက်ချိန်နေလာပြီတက်လေးတကောင်နဲ့လားမိသိမြန်တောက်ဟိုမှာနင်းကိုစောင်းပြောနေထုတ်ကောင်းနေအေးပါရုပ်တီကထရီအမူးလွန်ပြီးရေစင်းစိတ်နေဟဲ့မြန်တောက်ကြဟိုကောင်ကြီးစိတ်ချရတာမဟုတ်ဘူးနော်ငါတို့တိတ်ကိုတွေလာရင်ဒီကောင်တွေနဲ့ပြဿနာတက်လိုက်မယ်မြန်တောက်ရှီတော့အစင်တောက်ကိုတို့လာပြီနော်ဟေးတဲ့လေးစိတ်ကောက်သွားပြီကွာညနေထရီတောက်ချိန်လေးနီလာပြီရေတောက်ချိန်တော့လှုပ်ပါဟောင်းနေမင်းတို့လှုပ်တာနဲ့တဲ့လေးသွားပြီကွာအဲ့ဒါကုန်းပေါ်တက်ပြီးထိုင်းဆိုင်ထပ်သွားမှာကွာ